ပညာရေးနဲ့အာဟာရဒီစကားလုံးနှလုံးကတစ်ခုနဲ့တစ်ခုဘလို့များဆက်ဆက်နေတယ်လို့ထင်ပါတယ်လေအမှန်တော့ UNESCO ကအသစ်ထုတ်ပြန်ထားတဲ့အစီရင်ခံစာတစ်ခုမှာဘာပြောထားလဲဆိုတော့ဒီနှစ်ခုကြားမှာအပြန်အလှန်အကျိုးပြုနေတဲ့တန်တရားတစ်ခုရှိနေတယ်တဲ့148တန်းဒီကိန်းကနန်းကဘာကိုပြောနေတာလဲဆိုတော့2022ခုနှစ်တနှစ်တည်းမှာအာဟာရချို့တယ်မှုကြောင့်ကြီးထွားဖွံ့ဖြိုးမှုရပ်တန့်နေခဲ့ရတဲ့အသက်9နှစ်အောက်ကလေးရွယ်ကြောက်ပါပဲဒါကတကယ်ကိုကြီးမားတဲ့ပြဿနာနော်ကဘာတဝုံကကလေးတွေရဲ့အနာဂတ်ကိုတည့်ရဲ့ချင်းထောက်နေတဲ့ကိစ္စတစ်ခုလို့ပြောလို့ရပါတယ်ဒါပဲလေသူတို့လေးတွေအစွမ်းအားတွေကိုအပြေးအဝဖော်ထုတ်ပေးနိုင်မဲ့တော့ချက်ကအရန်ရုပ်ရှင်းပြီးအားကောင်းတဲ့တန်တရားတစ်ခုထဲမှာပဲရှိနေတယ်ဆိုရင်ကိုစိတ်ဝင်စားကြမကောင်းဘူးလားအဲ့တော့အဲ့တန်တရားကဘာဖြစ်မလဲဆိုတာကိုအတူတူဆက်ပြီးလေ့လာကြည့်ကြအောင်ပါအာဟာရချိုးတဲ့မှုလို့ပြောလိုက်ရင်လူများစုကဘိုက်ဆာရာအဆန်းငတ်တာကိုပဲပြည့်မြင်တကြတယ်ဒါပေမဲ့တကယ်တော့မှတော့အဲ့ဒီထက်မြတ်ကြီးဖို့ကျေပြန်ပါတယ်ဒါဟာကမ္ဘာပေါ်ကဘီလီယံနဲ့ချီတဲ့လူတွေကိုထိခိုက်နေတဲ့မျက်နှာနှစ်ဖက်ပါတဲ့ပြဿနာကြီးတစ်ခုပါဟုတ်ပြီမျက်နှာနှစ်ဖက်ဆိုတာဘာလဲဆိုတော့တစ်ဖက်မှာအာဟာရမပြည့်ဝလို့ကလေးတွေအရက်မထွက်ထားတာပိန်လီနေတာတွေရှိတယ်ဒါလို့ under nutrition လို့ခေါ်တယ်နောက်တစ်ဖက်မှာကျတော့အာဟာရတွေလွန်ကဲပြီး over လွန်ယောဂတွေတူးလာနေတာမျိုးပေါ့ဒါက over nutrition ဒီပြဿနာနှစ်ခုလုံးဟာအာဟာရချိုးတဲ့မှုဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိနေတာပါကဲအပိုင်းတက်ကိုစားလိုက်ကြရအောင်ခေါင်းစဉ်ကတော့ကောင်းကောင်းသင်ယူနိုင်ဖို့ကောင်းကောင်းစားသုံးပါတယ်ဆိုတော့အာဟာရဖြစ်ဖြစ်ဝါစားသုံးခြင်းကကျွန်တော်တို့ရဲ့သင်ယူနိုင်စွမ်းကိုဘယ်လိုအထောက်အကူပြုနေသလဲဆိုတာအရင်ဆုံးကြည့်လိုက်ကြတာပေါ့ကလေးဘဝရဲ့အစောဝမ်းကာလတွေမှာရရှိတဲ့အာဟာရဆိုတာကလေဦးနာဖွံ့ဖြိုးမှုအတွက်အခြေခံအုံမြစ်ကိုချပေးလိုက်တာနဲ့အတူတူပါပဲအထူးသဖြင့်မိခင်တို့လိုအာဟာရပြည့်ဝတဲ့အစားအစာတွေကကလေးတရားရဲ့မညံစွမ်းရည်ကိုမြင့်တင်ပေးတယ်ပြီးတော့ရေရှည်မှာပါကောင်းကျိုးတွေအများကြီးပေးနိုင်ပါပဲဒီအချက်ကိုတက်တိပြတဲ့တကယ်လက်တွေ့လီလာမှုတစ်ခုရှိခဲ့ပါတယ်1980ကျော်လောက်ကဂျမေကာမှာပေါ့သူတို့ကအာဟာရချိုးတက်ပြီးကြီးထွားမှုရပ်တန့်နေတဲ့ကလေးတစုကိုအာဟာရတွေဖြည့်ဆွတ်ပေးခဲ့တယ်အဲ့ဒီနောက်နှစ်ပေါင်း20ကြာတော့ဘာတွေ့ရလဲဆိုတော့အဲ့ဒီကလေးတွေဟာတခြားကလေးတွေထက်ဝင်ငွေ 25% ပိုများနေတာကိုအံ့ဩစရာတွေ့ခဲ့ရပါတယ်ပြီးတော့ဒီပြဿနာကကလေးဘဝမှာပဲပြီးဆုံးသွားတာမျိုးလည်းမဟုတ်ဘူးဖွံ့ဖြိုးပြီးနိုင်ငံတွေလို့ပြောလို့ရတဲ့တောင်အာဖရိကနဲ့အမေရိကန်လိုနိုင်ငံတွေမှာတော့မှတကယ်လို့ကျောင်းသားတွေကအစားအသောက်မလုံလောက်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရတော့မယ်ဆိုတော့ဒါကသူတို့ရဲ့ပညာရေးကိုတိုက်ရိုက်လာပြီးထိခိုက်တော့တာပေါ့ဟုတ်ပြီအခုအပိုင်း2ကိုရောက်လာပါပြီခေါင်းစဉ်ကတော့ကောင်းကောင်းစားသုံးနိုင်ဖို့ကောင်းကောင်းသင်ယူပါဆိုတော့ခုနပြောခဲ့တဲ့တန်တရားရဲ့နောက်တစ်ချမ်းကိုကြည့်ကြရအောင်ပညာရေးကကျမ်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုဘလို့များအားပေးမြင့်တင်ပေးနိုင်တယ်လဲဒီနေရာမှာပညာရေးတဲ့အောင်မှုကတကယ်ကိုကြီးမားပါတယ်အချက်လက်တွေအရာဆိုရင်အ ਨੇ ဆုံးအလဲတန်းပညာရေးစင့်တီသင်ယူထားတဲ့မိခင်တွေကမွေးလာတဲ့ကလေးတွေမှာအရက်ပို့စတင်တဲ့ဖြစ်နိုင်ခြေက33%အထိရောကျသွားတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ရှင်းရှင်းလေးမှာပညာတတ်မိခင်တွေကကျန်းမာရေးတကူရေးတက်ရှင်နဲ့အာဟာရဆိုင်ရာဘုဒ္ဓတာတွေကိုပို့ပြီးတော့နားလည်လက်ခံနိုင်စွမ်းရှိကြလို့ပါပဲ။ဂျပန်နိုင်ငံမှာရှိုခွီခုဆိုတဲ့ပညာရေးစနစ်တစ်ခုရှိတယ်။ဒါကတကယ့်ကိုကောင်းတဲ့ဥပမာတစ်ခုပဲ။ဒီစနစ်ကကလေးတွေကိုအစားအသောက်အကြောင်းတက်သက်သင်ပေးတာမဟုတ်ဘူး။ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုတသက်တာလုံးကျင့်သုံးသွားနိုင်ဖို့အထိကျောင်းတွေမှာကလေးကစနစ်တကျလေ့ကျင့်ပေးတာပါ။ကဲအပိုင်း3ကိုရောက်ပါပြီ။ခေါင်းစဉ်ကတော့စနစ်ကျသောဖြည့်ရှင်းနည်းများပါ။တူဒီရောက်ကြီးစီအတွက်သာမဟုတ်ပဲနိုင်ငံတော်အစစ်မှာပါဒီချိုးပြတန်တဲ့ရီကိုပိုအားကောင်းလာအောင်ဘလို့စနစ်မျိုးတွေတိစောက်တင်တယ်လဲဆိုတာကိုဆွေးနွေးကြည့်ကြရအောင်အခုလက်ရှိမှာကိုပဲအားသက်စရာအချက်တစ်ခုရှိနေပါတယ်ကဘာပေါ်ကကျောင်းတွေမှာစားစာကျွေးမွေးတဲ့အစီအစဉ်တွေရဲ့15%လောက်မှာပညာရေးဆိုင်ရာရည်မှန်းချက်တွေကိုပါတခါတည်းထည့်သွင်းထားရတာဖြစ်နေတာပါဆိုတော့ဒါကအာဟာရနဲ့ပညာရေးကိုတသားတည်းဖြစ်အောင်ပေါင်းစပ်မြင့်နေမှုအတွက်အခွင့်အလမ်းကောင်းကြီးတစ်ခုပဲပေါ့ဥပမာအနေနဲ့လန်ဒန်နဲ့နယူးယောက်မြို့ကြီးတွေမှာကျောင်းသားအားလုံးကိုအခမဲ့အစားအစာကျွေးတဲ့အစီအစဉ်တွေဟာတော်တော်လေးအောင်မြင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုအစီအစဉ်တွေကစင်ရဲလို့ထမင်းကျွေးခံရတာဆိုတဲ့အမဲဆက်ဆွဲတာမျိုးကိုဖေရှားပေးတယ်။ပြီးတော့စင်ရဲချမ်းသာမရွေကလေးအားလုံးရဲ့တင်ယူနိုင်စွမ်းကိုတပြေးညီမြင့်တင်ပေးနိုင်လို့ပါပဲ။ဒါပဲနိုင်ငံတိုင်းကတော့ပုံနဲ့ဒီမျိုးနဲ့တွားတာတော့မဟုတ်ဘူး။ချင်းကပုံတွေကတနိုင်ငံနဲ့တနိုင်ငံကွဲပြားပါတယ်။ဥပမာဘရာဇီးမှာဆိုရင်ကျောင်းသမင်းတွေတုံးတဲ့ငွေရဲ့30%ကိုဒေသခံတောင်းသူတွေစီကပဲဝယ်ရမယ်လို့ဥပဒေနဲ့ကိုပေးထမ်းထားတယ်။နယ်သာလန်လိုနိုင်ငံမှာကျတော့မိဘတွေကပဲအဓိကတာဝန်ယူရတဲ့ပုံစံမျိုးပေါ့။ကဲဒီလောက်ဆိုရင်တော့အချင်းတွေကိုတော်တော်လေးမြင်ဖသွားလောက်ပြီအခုမေးစရာရှိတာကဒီအကျိုးပြုတန်တရားကြီးကိုကဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ပို့ပြီးတော့ခိုင်မာအားကောင်းလာအောင်ကျွန်တော်တို့ဘယ်လိုလွတ်ဆောင်ကြမလဲဆိုတာပါပဲဒီစီယန်ကန်စာမှာတော့အဓိကကျတဲ့မန်နိုင်3ရက်ကိုအကြံပြုထားပါတယ်
ပထမတစ်ခုကတော့အာဟာရကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေအားလုံးတစုတစည်းတဲ့ပိုပြီးပူးပေါင်းဆောင်ရွက်ကြဖို့ပါဒုတိယအချက်ကကျန်းမာရေးနဲ့ညီညွတ်တဲ့အလေအကျင့်တွေကိုကျောင်းသင်ရုံညွှန်းတန်းတွေထဲမှာတရားဝင်ထက်သွင်းတင်ကြားဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီလိုကြိုးပမ်းမှုတွေကနေဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိတယ်လဲဆိုတာကိုစဉ်းစားမပြတ်စောင့်ကြည့်တိုင်တာတော့ဖို့ပါပဲ ဆိုတော့ရှေ့ဆက်ရမယ့်လန်ကတော့ရှင်းနေပါပြီပညာရေးနဲ့အာဟာရကဏ္ဍတွေမှာယဉ်ညွတ်တဲ့ဆိုတာဟာကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်ရဲ့နောက်လာမယ့်မျိုးဆက်တွေတို့လုံနိုင်တဲ့အကောင်းဆုံးယဉ်ညွတ်တဲ့တစ်ခုပါပဲ UNESCO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတကယ်ကိုအဓိပ္ပာယ်ပြေဝအစကားတစ်ခုရှိပါတယ်စစ်ပွဲတွေဟာလူတွေရဲ့စိတ်ထဲမှာစတင်ဖြစ်ပေါ်တာဖြစ်လို့ငြိမ်းချမ်းရေးအခမ်းအနားတွေကိုပဲလူတွေရဲ့စိတ်ထဲမှာပဲတည်ဆောက်ရမယ်တဲ့ဒီစကားတိုင်းမှာပဲအာဟာရပြေဝပြီးပညာတတ်တဲ့လူဖွဲ့စည်းတစ်ခုဟာငြိမ်းချမ်းရေးအတွက်တည်ဆောက်နိုင်တဲ့အခိုင်အမာဆုံးသောအခမ်းအနားတစ်ခုပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းတစ်ခုထားခဲ့ချင်ပါတယ်အာဟာရပြည့်ဝပြီးကျန်းမာတဲ့စိတ်တစ်ခုကပိုကောင်းတဲ့ကဘာကြီးကိုတည်ဆောက်ဖို့အတွက်အစာပြည့်ရနေရာတစ်ခုဖြစ်တယ်ဆိုရင်ဒီကိစ္စကိုဘာမှမလုပ်ပဲလစ်လျူရှုထားလိုက်ခြင်းရဲ့ပေးဆက်ရမယ့်တန်ဖိုးကဘယ်လောက်တောင်ကြီးမားနေမလဲ